စီဘိတ်သမုဒ္ဒရာအလယ်မှာကဘာနဲ့အလွန်ဝေးကွာတဲ့ကျွန်းငယ်လေးတစ်ကျွန်းရှိပါတယ်။ဒီကျွန်းမှာတော့လူတစ်ယောက်ထက်အစများစွာကြီးမားတဲ့ရုပ်ထုကြီးတွေဟာရာစုနှစ်ပေါင်းများစွာတိတ်ဆိတ်စွာရက်နေကြပါတယ်။စုစုပေါင်းရုပ်ထုနီးပါး900နီးပါးလောက်ရှိပါတယ်။တချို့ကတန်ချိန်80ကျော်4ချိန်ရှိပြီးဘေးမရှိစက်ရန်ရမ်းမရှိတဲ့ခေတ်မှာဒီလိုကြောက်ရွံ့ကြီးတွေကိုဘလူတိဆောက်ခဲ့ကြတာလေ။ဂျူသားတွေရဲ့လက်ရလားဒါမှမဟုတ်လူသားတွေရဲ့မယုံနိုင်စရာဉာဏ်ပညာလားဆိုတာဒီနေ့မှာတော့ Esther Island ရဲ့လှည့်ဝက်ချက်ကိုအတူလေ့လာကြရအောင် Esther Island ကိုဒေသခံတွေက Rapa Nui လို့ခေါ်ကြပါတယ်ဒီကျွန်းဟာချီလီနိုင်ငံမှာဖြစ်ပေမဲ့ချီလီကနေတော့ကီလိုမီတာ3500ကျော်ဝေးပါတယ်။နေဆုံးလူနေကျွန်းကလည်းကီလိုမီတာ2000ကျော်အကွာဝေးမှာရှိတာကြောင့်ကမ္ဘာအထီးကျန်ဆုံးသောလူနေကျွန်းတွေတဲကတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ဒီလိုအထီးကျန်တဲ့ကျွန်းလေးမှာဘာကြောင့်ဒီလောက်ကြီးမားတဲ့ကြက်ရုပ်ကြီးတွေရှိနေရတာလဲ။ဒီကြက်ရုပ်ကြီးတွေကိုမိုအိုင်းလို့ခေါ်ပါတယ်။သုတေသနပညာရှင်တွေအဆိုအရမိုအိုင်းတွေကိုလွန်ခဲ့တဲ့နှစ်900ခန့်ကRapa Nui လူမျိုးတွေကထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။အများစုကို Randoraraku ဆိုတဲ့ဘီတောင်ဟောင်းကကြောက်သားတွေနဲ့ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။စိတ်ဝင်စားစရာကမိုအိုင်းတွေဟာခေါင်းမဲရှိရလို့လူတော်များများကထင်ကြပါတယ်။ဒါပေမဲ့တကယ်တော့အများစုကခန္ဓာကိုယ်အပြည့်စုံရှိပါတယ်။နှစ်ပေါင်းများစွာရေကြီးအောက်မှာမြုပ်နေခဲ့လို့ခေါင်းမဲမြင်ရတာဖြစ်ပါတယ်။သမိုင်းကမိုအိုင်းတွေကိုထုတ်လုပ်တာတဲ့ပိုပြီးစိတ်ဝင်စားကောင်းတာဘလို့ရွှေ့ခဲ့တာလဲဆိုတဲ့မိကုံတချို့မိုအိုင်းတွေကတန်ချိန်80ကျော်ရှိပြီးကြောက်တူးတဲ့နေရာကနေကီလိုမီတာအတော်ဝေးတဲ့နေရာတွေထိရောက်နေကြတယ်။အဲ့ဒီအတွက်နှစ်ပေါင်းများစွာလူများကဂျိုသားတွေကူညီခဲ့ရတာကြောက်ဆုံးသွားတဲ့နည်းပညာတွေရှိခဲ့တာဆိုပြီးတော့ထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့2012ခုနှစ်မှာသုတေသနပညာရှင်တွေဟာကျိုးသုံးချောင်းကိုအသုံးပြုပြီးမိုအိုင်းရုပ်တစ်ခုကိုဘယ်ညာလှုပ်ရှားစေကလမ်းလျှောက်သလိုရွှေရားနိုင်ကြောင်းလက်တွေ့စမ်းသပ်ပြခဲ့ပါတယ်။မိုအိုင်းတွေဟာဖျားရုပ်ထုတွေမဟုတ်ပါဘူး။ Rapa Nui လူမျိုးတွေအတွက်ဘိုးဘွားပီပင်တွေရဲ့ဂုဏ်သိက္ခာဝိညာဉ်တွေကိုကိုးစားပြုတဲ့အထိမ်းအမှတ်တွေဖြစ်ပါတယ်။ဒါကြောင့်မိုအိုင်းအများစုဟာပင်လယ်ဘက်ကိုမကြည့်ပဲကျွန်းတွင်းဘက်ကိုပဲမျက်နှာမူထားကြပါတယ်။သူတို့ယုံကြည်ချက်အရဘိုးဘေးတွေဟာကျွန်းပေါ်ကလူတွေကိုအမြဲစောက်ရှောက်ပေးနေလို့ယုံကြည်ခဲ့ကြပါတယ်။ Esther Island ရဲ့မိုအိုင်းရုပ်ကြီးတွေဟာဂျိုသားတွေတိစောက်ခဲ့တာမဟုတ်ပါဘူး။ယနေ့သုတေသနတွေညွှန်ပြနေပါတယ်။ဒါပေမဲ့ရိုးရှင်းတဲ့ကိရိယာတွေနဲ့ဒီလောက်ကြီးမားတဲ့ရုပ်တွေကိုဘယ်လိုဖန်တီးခဲ့ရလဲ။ရွှေ့ပြောင်းနိုင်ခဲ့ရလဲဆိုတာ Rapa Nui လူမျိုးတွေရဲ့စွမ်းရည်ကတော့ယနေ့အထိလူသားသမားရဲ့အံ့ဖွယ်အောင်မြင်မှုတစ်ခုဖြစ်ရှိနေသေးပါ။ဒါဆိုတင်တာအဲ့ဒီခေတ်မှာရှိနေခဲ့ဒီမိုအိုင်းရုပ်ကြီးတွေကိုတကယ်လမ်းလျှောက်ပြီးရွှေ့ခဲ့ကြတယ်လို့ယုံကြည်မလားဒါမှမဟုတ်တခြားလှုပ်ဝက်နီးလန်းတစ်ခုရှိခဲ့တယ်လို့ထင်ပါသလားအမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါကဘာပေါ်ကဒီလိုလှုပ်ဝက်စမ်းကြဲတဲ့နေရာတွေနဲ့တမိုင်းနောက်ွယ်ကဇလန်းတွေကိုဆက်လက်ကြည့်ရှုခြင်းဟန်ဂျွန်နီကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်